ရှင်ဖျားမိဘမေးရှာဖွင့်ပြုတော်မူပါရှင်ဖျားမြတ်စွာဘုရားသည်ဝေသန္တရာမင်းဘဝ၌မိမိပါရမီဖြစ်သည့်ဖျားဖြစ်ရန်သားသမီးတို့ကိုပုံနာအားပေးတူသည်ဟုဖတ်ဖူးပါရဖျားမိမိအကျိုးရဖို့တပါးသူကိုဒုက္ခရောက်စေတာတကိုယ်ကောင်းဆန်တယ်လို့မမြင်မှုတာဖျားဟုပြေချပေးတော်မူပါဖျားမိမိဖျားဖြစ်ဖို့ဆိုတဲ့စကားကတကယ်တော့လေဒီဖျားဖြစ်တာကိုကိုယ့်အတွက်မဟုတ်ဘူးသူ့အတွက်ဆိုရင်သူ့မိသားရသေးဘွားမှာကလေးကပွဲသိမ့်သွားပြီလေသူ့မိသားရသေးဘွားမှာကလေးကသူယဟန္တာဖြစ်လောက်တဲ့အစွမ်းတတိသူ့မှာရှိပြီးသားရသေးဘွားမှာလည်းပဲဒါတကူအဘိညာဉ်တမထတွေပေါက်ထားပြီးသားအဲ့တော့ဒီပင်ကရမြတ်စွာဘုရားထံမှာယဟန်ဝတ်ပြီးတော့တရားထုတ်လိုက်ရင်ယဟန္တာဖြစ်မှာသိချတယ်ဒါပေမဲ့အများတတ္တဝါကိုကယ်တင်ဖို့အတွက်သူရထားတဲ့ဒီရမဲ့ပေါ့နော်ရထားတဲ့အခွင့်အရေးနော်ဖြစ်နိုင်တဲ့ယဟန္တာဖြစ်နိုင်တဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးပြီးတော့သူပါရမီဖြည့်ဖို့ကြိုးစားတာလေအဲ့တော့ဖျားဖြစ်ခြင်းတယ်ဆိုတာအပူဇော်ခံခြင်းလို့မဟုတ်ဘူးဘာသာတခုတည်ထောင်ခြင်းလို့လည်းမဟုတ်ဘူးတတ္တဝါတွေကိုကယ်တင်ဖို့အတွက်လေအဲ့တော့ဝေသန္တရာမင်းဘဝမှာသားတော်သမီးတော်ဇနီးမယားတွေကိုစွန့်လွတ်တယ်ဆိုတာကသူကောင်းစားဖို့မဟုတ်ဘူးတလောကလုံးအတွက်ပေးဆက်တာလို့ခေါ်တယ်နော်ပေးဆက်တယ်လို့ခေါ်တယ်မချစ်လို့စွန့်တာမဟုတ်ဘူးမုန်းလို့ဆုံးလိုက်တာမဟုတ်ဘူးကိုချစ်လွန်အားပြီးကြီးတယ်ဒါပေမဲ့အများအတွက်ဒါကိုစတေးမှရမယ်ပေါ့လို့စတေးရတဲ့သဘောပဲနော်စွန့်လို့အနစ်နာခံတယ်လို့မြင်လိုက်လို့ရှိရင်ဒီကိစ္စရှင်းသွားတယ်နော်သူ့အတွက်လည်းမဟုတ်ဘူးကဘာသူကဘာသားအားလုံးကြီးပွားချမ်းသာဖို့အတွက်သူ့ရဲ့ပိုင်ဆိုင်တဲ့ချစ်လာဆိုတော့သားသမီးစနီးမယားကိုသူစွန့်လိုက်တာအဲ့လိုမြင်လိုက်ပါနော်အဲ့ဒါဆိုလို့ရှိရင်တော့ဒါဘုရားရှင်ရဲ့စွန့်လွတ်မှုပေါ်မှာဦးဇင်းတို့ပိုးပြီးတော့ကြီးညိုစရာဖြစ်ပါတယ်